ဟိုနေ့ကဒီစခန်းသိန်းနဲ့ဟာလေးအကြောင်းစခန်းသိန်းဝဲလေးအကြောင်းပြောချင်တာဒီကျွန်တော်တို့ပလဲမြို့နယ်မှာတော့သိန်းတာမဟုတ်အဲ့စခန်းကျွန်တော်ဒီပလဲမြို့နယ်နဲ့ထိစပ်နေတဲ့တခြားမြို့နယ်မှာသိန်းတာကျွန်တော်လည်းကျွန်တော်ဒီတက်နိုင်တဲ့ဒီကျွန်တော်ဒီ drone လေးလက်နှစ်စီကျွန်တော်သွားပြီးတော့ပေါင်အားဖြည့်တယ်အဲ့မှာဟိုဘာသွားတွေ့ရလဲဆိုဒီရဲဘော်တွေကိုဟိုဒီထမင်းကျွေးတာဗျာလုံးဝချစ်ဖို့ကောင်းတယ်ဒီလားလုံးဝထမင်းဘူးလေးနဲ့ထမင်းဘူးလေးနဲ့ဟိုမှာဒီထမင်းဘူးပေါ်မှာဆိုလဲဒီဒီပြည်သူချစ်တဲ့ရဲဘော်လေးတွေရှုံးမပေးနဲ့ကြိုးစားဒီနေ့အာဆင်နယ်လိုအောင်ပွဲခံရမယ်အဲ့လိုပုံစံမျိုးလေးဒီထမင်းဘူးလေးတွေပေါ်မှာအဲ့လိုပုံစံမျိုးလေးစတေကာလေးနဲ့ဗျာလုံးဝကြကြနာနာထမင်းစားပြီးတော့လဲဒါရဲဘော်တယောက်ကိုလစ်ဖို့တစ်လုံးတိုက်တာအေးဒီစခန်းကလည်းသိမ်းနိုင်တယ်ကျွန်တော်ပြောချင်တာကဒီထမင်းကောင်းကောင်းကျွေးတဲ့အဲ့လိုအေးတိုက်တာတွေကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးပြောချင်တာကဘာလဲဆိုတော့ဒီရဲဘော်တွေကိုတန်မိုးထားတာတန်မိုးထားတယ်ဒီရဲဘော်တွေကိုဟိုရှေ့တန်းမှာရဲဘော်တွေကအသက်ပေးပြီးတိုက်နေကြတယ်ဒီရဲဘော်တွေကိုကြကြနာနာနဲ့တန်မိုးထားပြီးတော့ဒီကျွေးတာကိုပြောချင်တာကျွန်တော်ဒီတချို့မြို့နယ်တွေဆိုရင်များရဲဘော်ရှေ့တန်းရောက်ရဲဘော်တွေကိုထမင်းကျွေးတာအခုချိန်ကြီးဟိုကြွကြွအဟောင်းနဲ့တရောင်းသားလိုကျွေးတော့ဒီကြွကြွတောင်အစ်စ်မဟုတ်နော်အဟောင်းနေနဲ့ဒီထမင်းတွေထက်အဲ့လိုတရောင်းသားလိုကျွေးတော့ကျွန်တော်ဟိုတလောကဒီချင်းမြစ်စစ်စင်ရေးမှာဆိုရင်ဒီကျွန်တော်ပလဲမြို့နယ်မှာပါချင်းမြစ်စစ်စင်ရေးမှာဆိုချို့ရဲဘော်တွေထမင်းတော့အချိန်မီမရောက်တာတွေရှိတယ်တချို့ရဲဘော်တွေဆိုမစားအောင်ဒါတော်တော်များများပြောကြတာတချို့ရဲဘော်တွေဆိုထမင်းတော့ကတော့ရောက်လာတယ်ထမင်းတွေသိုးနေအဲ့လိုပုံစံမျိုးတွေပေါ့အဲ့တော့ဒီရဲဘော်တွေကိုဟိုဒီရှေ့မှာတိုက်နေတဲ့ရဲဘော်တွေကိုကျွန်တော်တို့ကနောက်ကနေဟိုတလီတစားနဲ့တံမိုးထားတတ်ဖို့ရဒီအစားတော့ကျွေးတာအစဟိုတလော့လည်းဒါကျွန်တော်တို့ဒီပလဲမနိုင်မယ်ပေါ့မနိုင်မယ်တော့အခုစစ်တပ်ကအထိုင်စခန်းချနေဒီဟိုနာမခမှာရှိတဲ့ဒီမော်ဝါအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမှာရှိတဲ့ဒီဇီးပြူကုန်းမှာရှိတဲ့ဒီပြူတွေကတချို့ပြူမိသားစုတွေကအဲ့နာမခမှာသွားရှောင်းနေကြတယ်အခုတော့ဒီမနိုင်မင်းဟိုစစ်တပ်ကစိုးမိုးပြီးစိုးမိုးထားတယ်ထိုင်းထားတယ်ဆိုတော့မင်းတို့ပြန်လာခဲ့ကြငါတို့ဒီပလဲမနိုင်မင်းလမ်းညိုးကြီးငါတို့စိုးမိုးလိုက်ပြီဆိုတဲ့ပုံစံမျိုးကြီးနဲ့ခေါ်တယ်ခေါ်တော့ဟိုကပြူမိသားစုတွေကပြန်လာကြပြန်လာတာမှလိုင်းကားနဲ့ပြန်လာနော်အဲ့တော့မနိုင်မင်းရွာကိုချောချောချူချူနဲ့ရောက်လာမျက်လှည့်ပြသလိုပဲကျွန်တော်ဒီလမ်းမှာဆိုရင်ကျွန်တော်တော်လိုင်းတက်ဖွဲ့ရဲ့ gate တွေလည်းရှိတယ်ဒါပေမဲ့တချို့ gate တွေဒီမှတ်ပုံတွေမစစ်လို့လားဘာလို့လားတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့မှာရောက်ချလာတယ်ဒီမနိုင်မမရှိတဲ့ဒီစစ်တပ်ကဒီဟိုစစ်တပ်ကနေမှဒီစီးပွားပုံပြွာထဲမှာမင်းတို့အိမ်မရှိတော့တဲ့လူတွေဆိုရင်ဒီမနိုင်မင်ရွာထဲကနေမှအိမ်တွေကိုမင်းတို့ဖြတ်တယ်ကြမင်းတို့ကြိုက်တဲ့အိမ်ကိုဖြတ်တယ်ဆိုပြီးတော့အခုကျွန်တော်မနိုင်မင်ရွာထဲမှာဆိုရင်ဒီလျှက်စစ်ပစ္စည်းတွေဒီရေခဲတစ်တာ TV အဝတ်လျှော်ဇက်ပေါင်အိုးအဲ့ဒါမျိုးတွေပေါ့ဗျာနောက်ပြီးလူသုံးကုန်ပစ္စည်းတွေဆိုရင်လည်းဒီအိမ်တော်ပရိဘောကတွေတို့ခုံတွေတို့အဲ့ဒါတွေကိုပြူရွာထဲမှာအကုန်တည်ပြီးတဲ့အပြင်အခုဆိုရင်အိမ်တွေကိုပါဖြတ်နေအိမ်တွေကိုဖြတ်တယ်ပြင်တွေကိုခွာယူတယ်အဲ့လိုမျိုးအဲ့လိုမျိုးတွေလုပ်နေကြရှိတယ်ဒါနဲ့ဖြစ်စဉ်အလားတူကျွန်တော်ဒီဟိုအင်မတီပြူရွာနာစုပုတ်ကုန်းပြူရွာဆိုရင်စုပုတ်ကုန်းရွာ sorry ဟိုပြူရွာမဟုတ်စုပုတ်ကုန်းရွာဆိုရင်လည်းအင်မတီပြူတွေကနေမှလာပြီးတော့အိမ်နိုင်တွေကစချွတ်တယ်တာမျိုးတွေဒါမျိုးအလားတူဖြစ်စဉ်တွေကျွန်တော်ဒီပလဲနယ်မှာဖြစ်နေဒီမနိုင်မနာကဒီကြောက်ဖြာကန်တို့နောက်ပြီးတော့ဒီအိုင်းမတို့အဲ့လိုရွာတွေကဆိုရင်တချို့ကဒီစစ်တပ်နဲ့ပြူတွေနဲ့ပေါင်းပြီးတော့အကျိုးစီးပွားလုပ်နေကြဒီရောင်းပစ္စည်းတွေရောင်းနေဝယ်တယ်ပြူရွာတွေကငချောက်တို့စီတို့73စီတို့ဒီစားနပ်ရိက္ခာတွေရောင်းတယ်ပြူရွာတွေကနေဒီလိုခိုးဆိုးလူနိုင်ပြီးတော့ရလာတဲ့ပစ္စည်းတို့ပြန်ဝယ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုကျွန်တော်ဘာမှမလုပ်နိုင်ခုချိန်ထိကျွန်တော်ထိထိရောက်ရောက်လှုပ်ဆောင်နိုင်တာတွေကျွန်တော်ဘာမှမရှိဘူးဒါကျွန်တော်တို့ရညံ့နေကျွန်တော်ဟိုညံ့နေဆိုတဲ့အပိုင်းတွေမှာပါတယ်တော်တော်လေးညံ့ပါတယ်ကိုညံ့တာလဲကျွန်တော်တို့ဟိုဝန်ခံပါတယ်ဒါကျွန်တော်ပလဲနေမှာဆိုရင်ဒီကျွန်တော်တို့တွေတင်ရှိတာမဟုတ်ကျွန်တော်ဒီပကဖတွေပအဖတွေလည်းရှိတယ်ဒီညံ့နေဆိုတဲ့ဟာကိုသူတို့လည်းမျှခံဖို့လိုတယ်ဆိုတော့ကဟိုဒီတချို့ကားသမားတွေဆိုရင်လည်းဒီ view တွေလိုက်လာတာသိတယ်ပတ်စံရပြီးရောဆိုတဲ့ပုံစံမျိုးနဲ့တင်လာဒါမျိုးတွေပေါ့နောက်တစ်ချက်ကဟိုဒေါ်လော်လီကဒါဒီပလဲမျိုးနဲ့ပါဖချင်းကဒီစစ်ကောင်စီကျောင်းမှာတက်နေတဲ့လူတွေကျောင်းသားတွေရှိတာတွေဒါတွေကိုဟိုပြက်ပြက်သားသားအေးအေးယူတာမျိုးတွေ
ဒီတတိပေးတာမျိုးတွေရှိတယ် statement တော့ထုတ်တာသူကောင်းတယ်ဘာလို့ဆိုတော့စစ်ကောင်စီကအခုသူတို့ဒီရက်တရားစီမံကိန်းမှာဒီပစတွေပြည်သူစစ်တွေကဒီရခိုင်စစ်မြေပြင်မှာတော့ကချင်ကွန်မှာတော့ဆိုတာသူပြုံးသလောက်ဖြစ်နေပစတွေကဆိုတော့ဒီចောင်းသားတွေ grade တွဲចောင်းသားတွေចောင်းပြီးတာနဲ့လုံးဝဒီစစ်မှုထမ်းမို့ရတချို့ចောင်းတွေဆိုရင်ဒါစစ်တပ်နံပေးဖို့ရတယ်ဒီသူတို့စစ်ကောင်စီဘက်ကလုံနေရရှိတယ်ကိုအင်အားဖြစ်ရမယ့်ဟာတွေကိုဒီတော်လိုင်းစုံမှုနယ်မြေထဲမှာနေပြီးတော့ရန်သူအင်အားဖြစ်သွားမယ့်ဟာတွေကဒါတွေကပြက်ပြက်သားသားဒီအရေးယူတဲ့နဲ့ကောင်းတယ်ဆိုဒါပေမဲ့ဒီလိုမျိုးစစ်တပ်ကြောင်းသွားတက်တဲ့ကျောင်းသားတွေကျောင်းသားမိဘတွေကိုဒီလိုအပြစ်ပေးယူတာတွေ statement ထုတ်တာတွေတတိပေးတာတွေလုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီပလဲမြို့နယ်ထဲမှာရှိတဲ့တချို့ရက်ကြီးအဆင့်အနေတိုက်နေအဆင့်အထိပကဖပအဖတွေစစ်ကောင်စီနဲ့ပြူတွေနဲ့ဒီအကျိုးစီးပွားအတွက်လုပ်နေရရှိတယ်ဒါတွေကိုလည်းပြက်ပြက်သားသားရေးယူပေးပါကျွန်တော်ဘလို့ပုံစံမျိုးတွေသူတို့လုပ်နေရလဲဆိုတော့သူတို့ကဒီစစ်ကောင်စီအထိုင်ချတဲ့နေရာတွေနောက်ပြီးတော့ပြူရွာတွေကိုဒီငချောက်ရောင်းတာမျိုးတွေစီရောင်းတာမျိုးတွေ73စီရောင်းတာမျိုးတွေစားတော့ကုန်ရောင်းတာမျိုးတွေလူသုံးကုန်ပစ္စည်းရောင်းတာမျိုးတွေဒီရက်ကြီးအဆင့်တိုက်နေအဆင့်ပကဖပဖတွေကသူတို့ကိုယ်တိုင်ပို့တာတော့မဟုတ်ဘူးဂျားထဲမှာ proxy လူတစ်ဆင့်ခံပြီးတော့ဂျားထဲလူတယောက်ထားလိုက်တယ်အဲ့လူတွေကနေတစ်ဆင့်ရောင်းတာတွေဝယ်တာတွေလုပ်နေနောက်ပြီးတော့ဒီမင်းနိုင်မင်းလို့ရွာတွေကဒီလျက်စစ်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေပြူရွာထဲမှာတဲသွားတယ်ဒါပေမဲ့ပြန်ပြီးတော့ရောင်းတဲ့အခါမှာဒါမျိုးတွေဒီပြန်ဝယ်နေရတယ်ဒီရက်ကြီးအဆင့်ပကဖပအဖတွေတိုက်နေအဆင့်ပကဖပအဖတွေမှာတွေ့နေရတယ်ဒါတွေဒီအချက်သားပြည်သူလုပ်တယ်ဆိုရင်တော့မှကျွန်တော်တို့ကတားဆီးရမယ်ဒီပြူတွေရဲ့မှာထောက်ဖို့လမ်းကြောင်းတွေကိုဖြတ်တောက်ရမယ်ဒီလိုလုပ်ရမယ်အစားတော့မှသူတို့ကိုယ်တိုင်ရောင်းတာဝယ်တာတွေလုပ်နေရတယ်ရှိတာကိုကျွန်တော်မျိုးနဲ့တာဝန်ရှိတဲ့လူကြီးတွေနဲ့ပြက်ပြက်သားသားဖော်ထုတ်အရေးယူကြပါလို့ကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ကျွန်တော်ဒေါ်လာရေးအစမှာတော့ကျွန်တော်စန္ဒတွေပြခဲ့ကြတယ်လက်သီးလက်မောင်းတန်းပြီးရုံမတက်နဲ့ရုံထွက် CDN တွေကိုလာသာပေးထားမယ်တွေရောအိမ်မှာခေါ်ထားမယ်တွေရောကျွန်တော်ပြောခဲ့ကြတယ်အခုဒီမင်းနိုင်မင်းရွာစစ်ဘေးရှောင်နေရတာဒီတစ်နှစ်ကျော်မှာမင်းနိုင်မင်းစစ်ဘေးရှောင်စစ်ရှောင်ကြီးဆိုပြီးတော့ပေးတာတွေရှိတယ်ကျွန်တော်တို့တိုင်အောင်9သိန်းဝယ်ပေးတာမျိုးရှိတယ်ဒီ NGO အဖွဲ့အစည်းကနေပြီးတော့အဲ့ဒီထဲမှာပေးတဲ့အထဲမှာဆိုရင် CDN နေမိသားစုဝင်တွေပါမလားဦးစားပေးအနေနဲ့ပါမလားCDN နေမပေးလို့ဒီ PDF ရဲဘော်တွေကြာဆုံးသွားတဲ့ရဲဘော်တွေမိသားစုဝင်တွေဒီစစ်ဆောင်ကြီး9သိန်းဝယ်ရလားဆိုတော့မရဘူးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မိသားစုအိမ်တွေရောရလားဆိုတော့မရဘူးကျွန်တော်ပြောတာပေးခြင်းမပေးခြင်းထက်ပေးပြီးဟေ့ဆိုရင်တော့မှဒီလို CDN နေကျွန်တော်တိုင်းပြည်အတွက်အသက်ပေးပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေမိသားစုတွေဒါတွေခင်ဗျားတို့ဦးစားပေးရမယ်လုပ်ရမယ်ရဲဘော်ကိုတန်မိုးထားရမယ်ရဲဘော်တွေကျွန်တော်တော်လန်ရေးမှာထဲထဲဝင်လုပ်နေတဲ့လူတွေဒီဒါတွေကိုတန်မိုးထားပြီးတော့လုပ်ပေးရမယ်အခုဒီအဲ့စစ်ဆောင်ကြီးဟိုဝေးပေးတဲ့ဒီတိုက်နယ်ခွန်ပါဖတွေလည်းပြောချင်တယ်ခင်ဗျားတို့ဆရာကြီးတို့ကြည်ကြက်တော့လောက်ကြနော်ဆရာကြီးတို့ကြည်ကြက်တော့လောက်ကြရဲဘော်တွေကိုတန်မိုးထားပါခင်ဗျားတို့ရဲဘော်တွေကိုတန်မိုးမထားဘဲနဲ့ရဲဘော်တွေကိုထမင်းဝအောင်တော့မကြွေးနိုင်ဘူးခင်ဗျားတို့စစ်နိုင်ရင်မရဘူးရဲဘော်တွေကိုတန်မိုးထားပါလို့ပြောချင်တယ်ကျေးဇူးပါ